မင်းကလေးတယောက်ကမျိုးသားတယောက်ရဲ့အိမ်မှာတညတာလာတဲခိုခဲ့တာဖြစ်ပေမဲ့အဲ့ဒီမျိုးသားရဲ့မိခင်ဖြစ်သူကတော့အခြေအနေကိုလုံးဝကြီးအထင်လွဲသွားပြီးသူမအတွက်စားစရာတွေကိုတပွေးတပိုက်ကြီးတောင်ချက်ပြုတ်ပေးခဲ့ပါသေးတယ်တကယ်တော့အန်နာရဲ့အိမ်တကားလောကပြတ်သွားပြီးခွင့်မရဖြစ်နေခဲ့တာပါသူမရဲ့အိမ်နီးနားချင်းဂျက်ကမတော်တဆဖျက်လျှောက်သွားရင်းနဲ့သတိထားမိသွားတာကြောင့်အန်နာကိုသူ့အိမ်မှာပဲလာအိပ်ဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်နောက်တနေ့မနက်မှာတော့ဂျက်ရဲ့အမေကဘာသတင်းမှမပေးဘဲရုတ်တရက်ရောက်လာခဲ့ပါတယ်သူမဟာအန်နာတယောက်စမ်းသက်တီရှပ်နဲ့သူ့သားရဲ့အဝတ်စားတွေကိုဝတ်ပြီးဆိုဖာပေါ်မှာအိပ်ပျော်နေတာကိုမြင်သွားတဲ့အခါအန်နာကိုဂျက်ရဲ့ရီးစားလိုပဲထင်မှတ်သွားပြီးအတိုင်းမသိဝမ်းသာပီတိဖြစ်သွားခဲ့ဒါပေါ့မကြခင်မှာပဲအန်နာနိုးလာခဲ့ပါတယ်သူမထပြီးဟိုဒီလှည့်ကြည့်လိုက်တဲ့အခါမိဖို့ချောင်းထဲမှာတယောက်ယောက်ဟင်းချက်နေတာကိုတွေ့လိုက်ရတယ်ဂျက်ရဲ့အမေကလည်းအန်နာနိုးလာတာကိုသတိပြုမိသွားပါတယ်အန်နာကသူမဟာဘေးအိမ်ကအိမ်နီးနားချင်းဖြစ်ကြောင်းသူမရဲ့လက်ဝဲဖက်စနစ်လော့ပြတ်သွားတာကြောင့်ဒီမှာခဏလာနာတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ရီးစားပါဆိုတာကိုအရှိကြီးလျှောက်ပြောနေတာပဲဂျက်ရဲ့အမေကအန်နာစကားကိုမယုံမဲ့အကြောင်းပြချက်တွေပေးနေတယ်လို့ထင်နေတာပါအန်နာကသူမဟာဂျက်ရဲ့ရီးစားမဟုတ်ကြောင်းတေးသေးချာချာရှင်းပြပြီးပြန်ဖို့ပြင်ပေးမဲ့ဂျက်ရဲ့အမေကလှမ်းနာပြီးဂျက်ပြန်လာတဲ့အထိစောင့်ဖို့ပြောပါတယ်ပြီးတော့ဂျက်ရဲ့အမေကစပွဲတစ်ပြင်းလုံးအပြည့်စားစရာတွေကိုပြင်ဆင်ပေးခဲ့ပါတော့တယ်အန်နာကသူမဟာဂျက်ရဲ့ရီးစားမဟုတ်ပါဘူးလို့ထပ်ခါတလဲလဲညှင်းဆိုနေပေမဲ့ဂျက်ရဲ့အမေကတော့လုံးဝနားမဝင်ခဲ့ပါဘူးအန်နာကိုသူမသားရဲ့မင်းကလေးလိုပဲအပိုင်တွက်ထားခဲ့တာပါအဲ့ဒီအချိန်မှာပဲဂျက်အိမ်ပြန်ရောက်လာပါတယ်မင်းပါလို့အခုထိဒီမှာရှိနေသေးတာလေလို့ဂျက်ကမေးတဲ့အခါအမေဖြစ်သူကမဟုတ်ပါဘူးငါကပဲသူ့ကိုထမင်းစားဦးဆိုပြီးအတင်းထိုင်ခိုင်းထားတာပါလို့ဝင်ပြောပါတယ်ဂျက်ကအန်နာကိုအိမ်ပြင်ထွက်ဖို့နှင်ထုတ်ဖို့စူးစမ်းတဲ့အခါသူ့မိကအခြေအနေကိုထိန်းဖို့ချက်ချင်းကြားဖြတ်ဝင်ပါတော့တယ်ဂျက်ရဲ့အမေကအန်နာကိုအနာဂတ်ရောက်ခမတယောက်လိုဒေသမျိုးနဲ့စကားပြောနေတာကြောင့်ဂျက်တယောက်အဆက်သေးသွားခဲ့ရပါတယ်အမှန်တော့သူကအန်နာကိုသဘောကျနေတာမှန်ပေမဲ့အန်နာကသူ့အပေါ်ထပ်တူမခံစားရရင်ဒါကတကယ်ကိုအဆက်ကွဲစရာကြီးဖြစ်နေမှာမို့လို့ဂျက်ကအန်နာကိုအိမ်ပြင်ထွက်ဖို့အတင်းလို့ဆိုပါတော့တယ်အိမ်ကနေထွက်သွားတဲ့အချိန်မှာတော့အန်နာကသူ့ကိုလုံးဝမကျေနပ်တဲ့မျက်လုံးညအိုးနဲ့စိုက်ကြည့်သွားခဲ့ပါတယ်နောက်တနေ့မှာတော့နှစ်ယောက်သားအဆောင်မြောင်စလန်လူသွားစင်ကြံမှာစုံမိကြပြန်နေဂျက်ကသူ့အိမ်ဘက်ကိုပြန်လှည့်သွားမယ့်အချိန်မှာပဲအန်နာကထူးထူးခြားခြားစတင်ပြီးလှုပ်ရှားလိုက်ပါတယ်သူမအတွက်ကူညီပေးခဲ့တဲ့များအားလုံးကိုကျေးဇူးတင်ကြောင်းပြောပြီးဂျက်ကိုသူမရဲ့အိမ်မှာအတင်စားခောက်ဆွဲချောက်လာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်အန်နာမီးဖို့ချောင်းထဲမှာခောက်ဆွဲပြုတ်နေတော့ဂျက်ကတော့ဆိုဖာပေါ်မှာအသေးတုံရင်ခုံစွာနဲ့ထိုင်ဆောင်နေခဲ့ရတာပေါ့ခောက်ဆွဲတွေအစင်သင့်ဖြစ်သွားတဲ့အခါမင်းကလေးတယောက်ကခောက်ဆွဲစားသွားပါလားလို့ပြောတာဘာတိပဲလဲသူမသိဘူးလေကိုရီးယားယဉ်ကျေးမှုအရာခောက်ဆွဲစားသွားမလားဆိုတာညအိတ်တဲကိုဖို့သို့မဟုတ်ရိုမန်တဆန်နဲ့အရေးမြပြတာဖြစ်ပါတယ်ဂျက်ရဲ့မျက်နှာမှာဝေခွဲမရတဲ့အမူအရာတွေဖြစ်ပေါ်နေခဲ့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်လုံးအခန်းထဲကိုရောက်သွားကြပေမဲ့နှစ်ယောက်ကြားကအနေရခက်တဲ့ခန်းစားချက်ကြီးကိုတော့ဖျောက်ဖျက်လို့မရခဲ့ပါဘူးဒီလိုတင်းမာအေးခင်းနေတဲ့အခြေအနေကိုဖျက်တောက်ဖို့အတွက်အန်နာကအိတ်ချင်အောင်ဆောင်ရကနေတကယ်ပဲအိပ်ပျော်သွားခဲ့ပါတယ်အဲ့ဒါကိုမြင်တော့ဂျက်ကသူ့မနာကိုတိုးတိုးလေးကတ်သွားခဲ့ပါတယ်သူကကုန်းပြီးသူမကိုနမ်းတော့မဲ့အချိန်မှာပဲအန်နာမျက်လုံးတွေပွင့်လာခဲ့ပါတော့တယ်ဂျက်ကတော့ကြောက်ငှက်ကြားနဲ့နေရာမှာတင်တောင်းခဲသွားခဲ့ရတာပေါ့မင်းဘာလို့မလို့လဲငါဘာကိုမှအတိမပြုတ်နိုင်သေးလို့ပါနောက်တစ်စက္ကန့်မှာတော့အန်နာကိုယ်တိုင်ကပဲရှေ့ကိုတိုးပြီးဂျက်ကိုအရင်ဆုံးစတင်နှမ်းရှုပ်လိုက်ပါတော့တယ်